ဖလားတစ်လုံးလောက်တော့ရမှဖြစ်မဲ့ဆိုရင်ဒီနှစ်သင်းလုံးတွေဒီညပွဲရတော့ဒါအရေးကြီးတဲ့ပွဲလို့တော့မြင်နေပေါ့နော်ဆိုတော့ချင်းညီကိုတွေအားလုံးပဲမင်္ဂလာပါပေါ့နော်ဒီညတော့ဒါပွဲလေးတွေနေတဲ့ဆိုတာကိုလည်းဒါညီကိုတွေအားလုံးသိကြမယ်လို့ထင်တယ်ပွဲလေးတွေနေတဲ့ထဲမှာညီကိုတွေအတွက်ဒါဒီညရဲ့တပွဲကောင်းနေနဲ့ကျွန်တော်ကဒါပရီးမီးယားလိဂ်ကချက်စီနဲ့အင်္ဂလန်လိဂ်1ကအသင်းဖြစ်တဲ့ကာတစ်တို့ပွဲလေးကိုကျွန်တော်ရွေးချယ်ပေးထားတယ်ဆိုတော့ပုံမှန်တိုင်းပဲ Telegram Channel လေးကိုမ join ရသေးတဲ့ညီကိုတွေအနေနဲ့ကလည်း join ထားပါအောင်လို့အရင်ဆုံးပြောချင်တယ်ပေါ့နော်ဆိုတော့ဒါဒီနေ့ပွဲလေးကိုပြောလိုက်မယ်အရင်ဆုံးကြေးအနေနဲ့ Chelsea ဝေးကွင်းကနေပြီးတော့နှလုံးပေါင်း85 9ပေါင်းကြေးဒါ3လုံးပေါင်း20ဆိုပြီးတော့ပေါက်နေအောင်တွေ့ရတယ်ဆိုတော့ကြေးတန်းရကြည့်မယ်ဆိုရင်ဒီနှစ်သင်းတွေးဆုံခဲ့တာက2019ကဆိုတော့ဒါအဲ့အချိန်တုန်းကကြေးတန်းနဲ့သွားပြီးရှင်ကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့အတွက်အဆင်မပြေနိုင်ဘူးပေါ့နော်ဆိုတော့အခုလက်ရှိခြေစွမ်းနဲ့ဒါအခုလက်ရှိပေါက်တင်တဲ့ကြေးတန်းကိုဒါညီကိုတွေအတွက်ကျွန်တော်တို့တစ်ချက်ပေးအောင်မယ်အရင်ဆုံးဒါဒီနှစ်သင်းနှလုံးကခုနှစ်မှဒါဘန်လီနဲ့ကန်ခဲ့ပြီးပြီဆိုတော့ Chelsea ဝေးကွင်းဘန်လီအိမ်ကွင်းကန်ခဲ့တဲ့ပွဲမှာ Chelsea ဝင်းကွင်းကနေပြီးတော့တလုံးအနှုတ်20ဆိုပြီးတော့ပောက်ခဲ့တာကြောင့် Chelsea ကဂျားကွင်းဆိုရင်တလုံးအနှုတ်80ပေါက်မှဖြစ်ပြီးတော့ဒါအိမ်ကွင်းဆိုရင်ဘန်လီကို Chelsea ကနှလုံးပေါင်း80လောက်ပေါက်မှဆိုတော့ Chelsea ကဘန်လီထက်ကိုခုနှစ်မှဒါပြား330လောက်ပိုတာတယ်လို့ပြောလို့ရတယ်ဟုတ်ပြီဒါဆိုရင်ဘန်လီကရောကာတစ်ထက်ဘလောက်ပိုတာလဲဆိုတော့ထပ်ပြီးတော့ပြောပြမယ်ပေါ့နော်ရှိတဲ့ကြောတုံးကဒါအခုလိုပွဲပဲเนาะဘန်လီနဲ့ကာတစ်ကန်ခဲ့တယ်အဲ့ပွဲမှာဘန်လီကအိမ်ကွင်းကနေပြီးတော့ပဲဒါကာတစ်ကိုတလုံးပေါင်း20ဆိုပြီးတော့ပောက်ခဲ့တယ်ဆိုတော့ဘန်လီကကာတစ်ထက်ခုနှစ်မှာဒါပြား130ပိုတာတယ်ဆိုလိုတာကချက်စီကကာတစ်ကိုပေးရမယ်ဒါကြေးတန်းကဘန်လီကကာတစ်ကိုပေးတဲ့ကြေးရယ်ဒါဘန်လီထက်ချက်စီတာနေတယ်ဆိုတော့ကြေးရယ်ကိုဒါပေါင်းပြီးပေးရမယ်လို့ဆိုလိုတာအဲ့ဒါဆိုရင်ချက်စီကကာတစ်တက်ကိုဒါခုနှစ်မှာပြား460ပိုတာတဲ့အတင်းဆိုတော့အိမ်ကွင်းမှာဆိုရင်နှလုံးအနှုတ်60ပေါက်အောင်မှာဖြစ်ပြီးတော့ဂျားကွင်းမှာဆိုရင်နှလုံးတည်ပတ်ဝန်းကျင်နဲ့ဒါအဝေးကွင်းမှာဆိုရင်နှလုံးပေါင်း60ဆိုတာဒါပုံမှန်ကြေးတန်းလို့ပြောလို့ရတယ်ဆိုတော့အခုကြေးကဒါချက်စီကဒါ25ပြားလောက်ပို့ပြီးတော့ကြေးရချိုးနေတာကိုတွေ့ရတယ်ဆိုတော့ကြေးရတာတွက်ပြပြီးတဲ့ချိန်နေမှာပေါ့နော်ချက်စီရဲ့အဝေးကွင်းစမ်းဆောင်ရည်နဲ့ဒါကာတစ်ရဲ့အိမ်ကွင်းစမ်းဆောင်ရည်ကိုကျွန်တော်တို့ဒါထပ်ပြီးတော့သုံးသက်ကြည့်ဖို့လိုတယ်ဆိုတော့ချက်စီအနေနဲ့နောက်ဆုံး9ပွဲကန်ခဲ့တဲ့ချိန်နေမှာသူ့အနေနဲ့ဒါအဝေးကွင်းနိုင်ပွဲရယူထားနိုင်ခြင်းမရှိသေးတာကဒါအဝေးကွင်းခြေစမ်းတိတ်ပြီးတော့ယုံကြည်စရာမရှိတာကိုတွေ့ရတယ်ကာတစ်ရဲ့အိမ်ကွင်းခြေစမ်းကိုကြည့်မယ်ဆိုရင်ပြန်တော့လေဒါကာတစ်ကနောက်ဆုံး9ပွဲကန်ခဲ့တာမှာအိမ်ကွင်း4ပွဲပါတယ်အဲ့4ပွဲမှာတော့သူ့အနေနဲ့ဒါ3ပွဲအထိအနိုင်ကန်ပြထားနိုင်တဲ့အချက်ကလည်းဒါကာတစ်ရဲ့အိမ်ကွင်းမှာတယ်ဆိုတာကိုတွေ့ရတယ်အခုရသည်လီ1မှာဆိုရင်လည်းကာတစ်ကအဆင့်1နေရာကိုရောက်နေပြီးတော့ဒါနောက်နှစ်ချန်ပီယံရှစ်ကိုတက်လာဖို့အထိကိုဒါအဆင်ပြေနေတာကိုလည်းတွေ့ရတယ်ကာတစ်အနေနဲ့အိမ်ကွင်းမှာသလိုချက်စီအနေနဲ့ဒီလိုအသင်းလေးကိုဒါပြား30လောက်ပို့ပြီးပေးရမှာကိုမပေးရတဲ့အပြင်ပို့ပြီးတော့ဒါ30လောက်ပို့ပြီးတော့ရော့နေတယ်ဆိုတဲ့အချက်ကလည်းဒါကာတစ်ဘက်ကနေဖို့အတွက်ကိုယုံကြည်စရာတစ်ချက်ဖြစ်တယ်လို့လည်းထင်တယ်နောက်တစ်ချက်ကချက်စီကဒါပရီးမီးယားလိဖလားကိုမျှော်လင့်လို့ရတယ်လို့ဒါနောက်နှစ်ချန်ပီယံလိအတွက်ပါမျှော်လင့်လို့ရနေတဲ့အခြေအနေရဲ့အခုနှစ်ချန်ပီယံလိအတွက်ပါဒါပွဲစုံနေတဲ့အခြေအနေမှာခုကံမဲ့ဒီလိုပွဲအတွက်တော့လူအနာခံမှာမဟုတ်ဘူးလို့မြင်မိတယ်အကယ်၍ဒါချက်စီနိုင်သွားလို့တလုံးနဲ့နိုင်ရင်တော့ကျွန်တော်တို့အတွက်ကတော့ဒါကြေးနိုင်တာကြောင့်ကျွန်တော်ကတော့ဒါကာတစ်ဘော်ဒီကိုကြိုက်တယ်ဒါကြောင့်ပဲဒီနေ့ရဲ့တပွဲကောင်းရွေးချက်မှုလေးကိုတော့ဒါညီကိုတို့ကျွန်တော်ကကာတစ်ဘော်ဒီလေးကိုရွေးချက်ပေးလိုက်ရင်းကနေပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးကိုဒါဒီနေ့ရန်နာလိုက်ပါတယ်ဗျ